ကောင်မလေးအိပ်ပျော်နေတော့သူ့အဖေကဆောင်းကိုဆွဲဖယ်လိုက်တယ်ကောင်မလေးလည်းကြောင်တောင်နဲ့ထထိုင်လိုက်တဲ့အချိန်မှာပဲစပင်ကနေဆွဲချခံလိုက်ရတာကြည့်လိုက်တော့တခြားသူမဟုတ်ဘူးသူမရဲ့အရင်ခောက်အဖေကိုယ်တိုင်ဖြစ်နေတဲ့အဖေဖြစ်သူရဲ့မျက်လုံးတွေကကောင်မလေးရဲ့တကူလုံးကိုတိမ်ကြုံကြည့်နေပြီးအနာကိုတိုးကပ်လို့စိုက်ကြည့်နေပြန်ရောကောင်မလေးခမရတုံရင်ပြီးတကယ်ကိုထိတ်လန့်ခြောက်ချနေတာပေါ့အဲ့ဒီအချိန်မှာပဲအဖေကစပင်ကိုလွတ်လိုက်ပြီးတမီးဖြစ်သူရဲ့မျက်နှာကိုခပ်ဖောက်ဖောက်လေးကင်ပြပြီးတော့ဘာမှမပြောဘဲလှည့်ထွက်သွားတယ်ကောင်မလေးခမရကြောက်လွန်းလို့ကြက်တေပြီးကြံခဲ့ရတာပေါ့နောက်ရက်မနက်ခင်းမှာတော့ကောင်မလေးတယောက်ထမင်းစပွဲမှာထိုင်ရင်းစိတ်ထဲတော်တော်လေးဝေခွဲမရဖြစ်နေတယ်ညကဖြစ်ပျက်ခဲ့တာတွေကိုအမေကိုပြောပြရမလားပေါ့အဲ့ဒီအချိန်မှာပဲအဖေဖြစ်သူကလမ်းလျှောက်လာပြီးဘာမှမဖြစ်ခဲ့တယ်လို့မျိုးပြုံးကြီးနဲ့နှုတ်ဆက်ပါလေရောကောင်မလေးကလည်းသူ့အဖေကိုမကျေနပ်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်တာပေါ့အဖေကလည်းဘာလို့အဲ့ဒီလိုကြည့်နေတာလဲဆိုတဲ့ပုံစံမျိုးနဲ့ကြောင်ကြည့်နေတယ်ကောင်မလေးကဘာတခုမှမပြောဘဲစိတ်ဆိုးမြန်ဆိုးနဲ့ထွက်သွားတာပေါ့သူတို့တွေဇဝေဇဝါဖြစ်နေတော့မှပဲအမေဖြစ်သူကထမင်းစားပွဲပေါ်ကိုဟင်းဘက်ကန်ကိုဝုန်းခနဲ့စောင့်ချလိုက်လို့အားလုံးလက်ဖြတ်သွားကြတယ်ပြီးတော့အမေကထမင်းတွေကိုငတ်မွတ်နေတဲ့အတိုင်းအယူမူကုန်းစားတော့တာပဲကြည့်ရတာတကယ်ကိုကြောက်စရာကြီးပြမောင်လေးအငယ်ဆုံးလေးဆိုရင်လန့်ပြီးငိုတောင်ကိုရှာတယ်ဒါပေမဲ့နောက်ပိုင်းမှာဒီထက်ပိုပြီးကြောက်စရာကောင်းတာတွေဖြစ်လာဖို့ရှိသေးတယ်ဗျအဲ့ဒီညမှာပဲအမအကြီးဖြစ်သူကရေချိုးနေတော့တကားခောက်တန်ကြားလိုက်ရတယ်မှန်ပေါ်ကရေငွေတွေကိုတုပ်ပြီးကြည့်လိုက်တော့သူ့ညီမလေးကအပြင်မှာတောက်တောင်ကြီးရက်နေတာမျက်နှာပေးကလည်းတကယ်ကိုခြောက်ချစရာကြီးနော်ပြီးတော့သူမကအိမ်ထဲကလူအကုန်လုံးကိုတက်ပစ်လိုက်လို့အမဖြစ်သူကိုပြောတယ်အမဖြစ်သူလည်းလက်ဖြန့်သွားပြီးညီမလေးရဲ့အခန်းထဲကိုအပြေးလွှားသွားမေးတာပေါ့ညီခုနကဘာပြောလိုက်တာလဲဆိုတော့ညီမဖြစ်သူကတသမီးအခန်းထဲကနေတပွားမှမခွာပါဘူးလို့ညင်းရှာတယ်သူကတကယ်ပဲအခန်းထဲမှာပဲရှာပြီးနေခဲ့တာလေညီမဖြစ်သူကအမကိုအခန်းထဲဆွဲသွင်းပြီးညကအဖေဆောင်ဆွဲဖယ်ပြီးလုပ်ခဲ့တဲ့အကြောင်းတွေကိုငိုယိုပြီးပြောပြရှာတယ်သူတော်တော်လေးကိုကြောက်နေခဲ့တာအဲ့ဒီအချိန်မှာပဲအခန်းတကားကြီးဝုန်းကနေပွင့်သွားပြီးအဖေဖြစ်သူကစပွဲပေါ်ကစက်ကူဖြတ်ထားကိုယူထားသွားကိုအဆုံးထိထုတ်ပြီးတော့တေလူလိုမျက်လုံးအေးဆက်ကြီးနဲ့သူတို့စီလျှောက်လာတော့တာပဲဒါနဲ့ခုတ်တော့မဲ့အချိန်မှာတင်အမဖြစ်သူကအဖေကိုတွန်းထုတ်ပြီးညီမလေးကိုဆွဲခေါ်ကအပြေးလေးထွက်ပြေးကြတာပေါ့ဒါပေမဲ့အဖေဖြစ်သူကဘာတမ်းမှမကြားရပဲသူတို့အရှိမဖြတ်ခနဲ့ပြန်ပေါ်လာပြီးအမဖြစ်သူရဲ့စပင်ကိုဆွဲပြီးလွှင့်ပစ်လိုက်တယ်ဒါကိုမြင်တော့ညီမအငယ်မလေးခမများကြောက်လန့်တကြားနဲ့တွားပြီးထွက်ပြပြေးတာပေါ့ဒါပေမဲ့အဖေကသူ့ကိုလိုက်မဖမ်းပဲမိဖို့ချောင်ထဲဝင်ပြီးတူတချောင်းသွားယူတယ်တစ်ဖက်မှာလည်းအမဖြစ်သူတတိယလို့နိုးလာတဲ့အခါညီမလေးနဲ့အဖေကိုဘယ်မှာမှရှာမတွေ့တော့ဘူးပတ်လေကိုလိုက်ရှာနေတော့သူ့နောက်မှာလူတယောက်ရှိနေတယ်လို့ခံစားလိုက်ရတယ်လန့်နဲ့လှည့်ကြည့်လိုက်တော့အဖေဖြစ်သူကတူကိုရွယ်ပြီးအပေါ်မှာရက်နေတာကောင်းမလေးခမများကြောက်လွန်းလို့မြေပြင်ပေါ်မှာခွေလေးလိပ်ပြလွင်မတက်ဖြစ်နေရှာတယ်အဖေကတူနဲ့ထူတော့မဲ့အချိန်မှာပဲညီမလေးရဲ့အော်တန်ကြောင့်ရက်သွားတယ်အဖေလှည့်ကြည့်လိုက်တဲ့စက္ကန့်ပိုင်းအတွင်းမှာတင်ညီမလေးကဒဲအိုးနဲ့အဖေကိုအားကုန်လွှဲရိုက်လိုက်တာဒါပေမဲ့အဖေကဘာတန်ရာမှမရတဲ့အပြင်တူနဲ့ပါပြန်လွှဲရိုက်လိုက်သေးတယ်အဲ့ဒီအချိန်မှာပဲဒီထက်ပိုပြီးကြောချမ်းစရာကောင်းတာကြီးဖြစ်လာပြန်ရောအောက်ထပ်ကနေအဖေဖြစ်သူရဲ့အတန်ကြီးထွက်လာတာဗျအရှိကအဖေကအဲ့ဒီအတန်ကိုကြားတော့တူကိုပစ်ချပြီးတခြားအခန်းထဲကိုဝင်သွားတယ်ပြီးတော့အောက်ထပ်ကနေအဖေနောက်တစ်ယောက်တက်လာပြန်ရောအဲ့ဒီအဖေကသမီးနှစ်ယောက်ကြောက်လန့်တကြားဖတ်ထားတာကိုကြည့်ပြီးဇဝေဇဝါဖြစ်နေတယ်ညီမနှစ်ယောက်ခမများဘသူကအဖေစစ်လဲဆိုတာခွဲမရတော့ပဲတုံရင်ပြီးကြောက်နေကြတာပေါ့ချက်ချင်းဆိုသလိုပဲမိမတယောက်ကကျမ်းပြင်ပေါ်ကတူကိုကောက်ကင်လိုက်တယ်ကြည့်လိုက်တော့သူတို့အမေဖြစ်နေပြန်ရောအမေကလည်းမျက်နှာသေးကြီးနဲ့ဘာတမ်းမှမထွက်ပဲသူတို့စီကိုတလန်းချင်းရှောက်လာတယ်ပြီးတော့မှရုတ်တရက်မော့ကြည့်ပြီးသူ့လင်ယောက်ျားကိုတူနဲ့ထူချလိုက်တာအားလုံးလမ်းဖြတ်သွားတာပေါ့ပြီးတော့အဲ့ဒီအမေကသမီးတွေဘက်လှည့်ပြီးတူနဲ့ထထူဖို့လုပ်ပြန်ရောတော်သေးတာကအဖေဖြစ်သူကအချိန်မီဝင်ကပေးလိုက်လို့အဲ့ဒီနောက်မှာတော့အဲ့ဒီမိမကကြောက်စရာကောင်းတဲ့အပြုံးကြီးပြုံးပြီးလှည့်ထွက်သွားတယ်ကျမ်းပြင်ပေါ်ကဖန်ခွဲစတွေခြေထောက်ကိုစိုက်ဝင်နေတာတော့ဘာနာကျင်မှုမှမရှိတဲ့အတိုင်းပဲသူမကအခန်းတစ်ခန်းထဲဝင်သွားပေမဲ့ကြောက်စရာတွေကဒီတင်ပြီးမသွားသေးဘူးပြလေကားနားမှာနောက်ထပ်အမေတယောက်ကကြောင်တောင်ပုံစံနဲ့ထပ်ပေါ်လာပြန်ရောအမေအစ်ကအပေါ်ကိုတက်လာတဲ့အချိန်မှာအဖေဖြစ်သူကအခန်းထဲကိုထိတ်လန့်တကြားစိုက်ကြည့်နေတယ်ခုနကဝင်သွားတာဘသူလဲဆိုပြီးပေါ့အဖေကအရှိကဇနီးတွေကိုစိုက်ကြည့်ရင်အခန်းတကားစီကိုဖြည်းဖြည်းချင်းတိုးသွားပြီးတကားကိုတွန်းဖွင့်လိုက်တဲ့အခါမှာတော့ခုနကဝင်သွားတဲ့အမေကပျောက်ချင်းမလားပျောက်ကွယ်သွားပြီးဒါပေမဲ့ကျမ်းပြင်ပေါ်ကတူကြီးကတော့သူမတကယ်ရှိခဲ့တယ်ဆိုတာတက်တည်ပြနေတာပေါ့အဲ့ဒီအချိန်ကြာမှပဲသူတို့အိမ်ထဲကိုမကောင်းဆိုးဝါးတကောင်ဝင်နေပြီဆိုတာသူတို့သဘောပေါက်သွားကြတယ်အဲ့ဒီအကောင်ကသူတို့တဲကဘသူပုံစံမဆိုအသွင်ပြောင်းပြီးတိုက်ခိုက်နိုင်စွမ်းရှိတယ်လေနောက်ရက်မှာတော့အဖေဖြစ်သူကခရီးရန်ဓမ္မဆရာဖြစ်တဲ့သူ့ညီစီဖုန်းဆက်ပြီးအကူအညီတောင်းလို့ညီဖြစ်သူလည်းချက်ချင်းရောက်လာတဲ့ဖြစ်ကြောင်းကုံစင်ကိုကြားပြီးနောက်မှာဓမ္မဆရာကအိမ်နီးနားချင်းအိမ်ဘက်ကိုရှောက်သွားတာပေါ့အဲ့ဒီအချိန်မှာပဲပြင်းထန်တဲ့လေပြင်းတွေတိုက်ခတ်လာပြီးဓမ္မဆရာလည်းအခုဖြစ်ပျက်သမျှအရာအလုံးရဲ့နောက်ွယ်ကအမှန်တရားကိုရိပ်မိသွားပါတော့တယ်